ရှာမှာမြန်မာငမှုဟာနိုင်ယူကိုဆွဲရမည်မူလို့မောက်လို့ရိုင်းထိုးပြန်အော်ကြောလန် KTV ကိုလစ်ကြမည်မူဘီအိတ်နေခြင်းသည်နိုင်ငံတော်ကိုတည်ငြိမ်အေးချမ်းစေခြင်းဖြစ်ပါသည်အမှုကမှာရီမှန်းချက်သည်ဒီရာစေများအမြန်ပြန်ကြရမည်ဒီရာတစ်ခွက်စေတတ်သမျှတိုင်းအားပေးတဲ့အမှုကမှာညီကိုများတို့သည်အိမ်ကိုပြန်မှာမူလဲလို့ရခဲ့တဲ့အပွန်ပဲတန်ရာကြွားဝဲချီစင်တင်မာတီးတဲ့လက်ခုပ်တန်သည်ပြည်တော်စုကြီးတုံကြီးသွားလိမ့်မည်အာရှမှာငမှုဟာနိုင်ယူဟိုဆွဲရမည်မူလို့မောက်လို့ရိုင်းထိုးပြန်လက်ထိုးအော်ကြောလန် KTV ကိုလစ်ကြမည်